I would like to get tarot time because this is very good. အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာပေါ့နော်ကျွန်တော်အရန်လာတဲ့နေရာပြီးတော့အရန်တိတ်ဆိတ်တဲ့နေရာလေးတစ်ခုကျွန်တော်ပြချင်တယ်ပေါ့နော်အဲ့နေရာလေးတွေ့ရှင်တယ်ဆိုရင်အစုပ်ထိကြည့်ပြပါအခုကျွန်တော်လမ်းတဝဲရောက်နေပါပြီနောက်15မိနစ်20ဆိုရင်ရောက်ပြီပေါ့နော်ကျွန်တော်ပြောတဲ့နေရာလေးရောက်ပြီပေါ့နော်ဒီနေရာလေးဆိုအရန်တိတ်ဆိတ်တဲ့နေရာကျတဲ့သူတွေဆိုရင်တော့ကျွန်တော်ဒီနေရာလေးကို recommend ချင်တယ်ပေါ့နော်ဒါပေမဲ့နေတော့အရန်ပူတယ်ပေါ့တရားပဲသွားတဲ့အခါကျတော့အဝေးကနေဗီဒီယိုရိုက်ချင်လဲဘယ်လိုမျိုးပြောရမလဲပေါ့နော်အဲ့ဒီ data နဲ့ပေါင်ရိုက်ချင်လဲဘယ်သူမှမရှိဘူးဆိုတော့အဆင်ပြေပေါ့နော်တရားပဲလာတယ်ဆိုတော့ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ it's not okay ဒါပေမဲ့နောက်ဆိုတော့လည်းမရရအောင်ရိုက်ခဲ့ရတာပေါ့ဘာဖြစ်လဲဆိုတော့တခါမှတလေသွားတယ်ဆိုတော့ရိုက်ပြအောင်ရိုက်ခဲ့ပါတယ်ဒါပေမဲ့ဘယ်သူမှတွေ့လားအကောင့်သေးလည်းပဲဝေးရလေဘယ်လိုမျိုးပြောရမလဲကင်မရာချိန်မဲ့သူကမရှိဘူးပေါ့နော်ကျွန်တော်အဲ့လိုမျိုးချိန်ပြီးတော့ကြည့်တယ်အဝေးပြေးရတယ်ဒါပေမဲ့မတက်နိုင်ပါဘူးရအောင်ရိုက်ခဲ့ပါတယ်တော့ခဲ့တာတော့ဟုတ်ပါပြီဒါပေမဲ့အခုကနေပဲပူတယ်ဒီလည်းမဝယ်အောင်ဆိုတော့နည်းနည်းတော့ဒီစားရပါတော့အခုတော့ကျွန်တော်ဆိုင်ကိုသွားနေပါတယ်ဘာဖြစ်လဲဆိုတော့ဘာရဆန်ခံစားနေတော့စားမရတော့ပဲစားမရအခုဆိုကျွန်တော်ဆိုင်မှာရောက်နေပြီပေါ့နော်ဒါပါလားဒါဝဲကျက်ပါကျွန်တော်လည်းဘာရစားရဆိုတော့အရင်စားလိုက်တာပေါ့နော်โอเคအခုဆိုကျွန်တော်စားလို့ပြီးပါပြီဝဲနေတောင်းနေတော့မှာကျွန်တော်မေး Okay ဒီလိုပြောတာကျေကွာ Okay ဒါ I would like to get tarot time because this is very good. ဗီဒီယိုကတော့ဒီလောက်ပါပဲအစုံထိကြည့်ပြတဲ့တရားတူစီကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ် alright peace out see you next video